ရှင်ဖို့တဲ့ဟင်းသီးဟင်းရွက်တွေစိုက်ပျိုးနေပါတယ်ဖိုးစော်ကတော့ရေဒီယိုနားထောင်နဲ့ပဲအိတ်နေရပေါ့တနေ့တနေ့တငယ်ချင်းတွေနဲ့သားပြော်ပါလိုက်အရက်တောက်လိုက်နဲ့ချသားတို့ရေပွဲမသိမချင်းဒီနေ့တော့မပြန်ဘူးကွာပွဲသိမ့်ပြန်ပြီးအနားယူမယ်ငါတော့တစ်ခွက်ကုန်ပြီဟဲ့ဟင်းအောင်မင်းလည်းငါလို့တစ်ခွက်ကုန်အောင်တောက်ဟာဒီကောင်ကတော့လေတစ်ခွက်ကုန်အောင်တောက်လို့ပြောတာခွက်ပံဝါစားလိုက်တယ်ဒီလိုပဲခွက်တွေဝါစားနေငါဘယ်ကခွက်ကိုတွားယူလာရမှာလဲကွာဒီနေ့သူ့အမေကသူ့ကိုပဲလိုက်ခေါ်နေရတယ်လိုက်မခေါ်ရင်လည်း तू ဟာအိမ်မပြန်ဘူးလေဖိုးစောဒီမှာလာမူးနေပြန်ပြီပေါ့ဟုတ်လားဟင်ဘသူအမေလဲဟာနေအဖေကိုလဲသွားထွန်ကူးဆိုတော့လည်းမသွားဘူးတငယ်ချင်းတွေကလည်းအတူတူနဲ့အနူနူတွေကြီးပဲအိမ်ဘေးကတော်ပုံရဲ့သားကိုကြည့်စမ်းမိုးလျံမိုးချုပ်အလုတ်ကြိုးစားနေတာငါသားနဲ့များတခြားစီပါအေးတငယ်ချင်းတွေကလည်း